30ရက်3112နိုင်တမလလက်ဆိုတကားတွေကိုဖွင့်လိုက်တယ်ကားတွေဟွန်တီးကားပေါင်းတက်ပြီး Happy New Year Happy New Year တကယ်ဘာလို့New Year ဗမာလည်း New Year ဖြစ်တာအဲ့ဒီ Happy New Year ဆိုတာကိုကခံလိုက်ရတာလည်းမသိဘူးရမ်းပြီးတော့ New Year ချရတာအဲ့ဒီ Happy New Year ဆိုတာကျွန်တော်တို့ကခံလိုက်ရ1885ကျွန်တော်တို့မင်းဆက်လက်ပြုတ်တော့နေမွေအင်ပါယာလေးကိုတွတ်သွင်းပြီးတော့မှကျွန်တော်တို့မြန်မာပြည်လုံးကျွန်းဆက်ခင်းပြီးတော့မှတပီလုံးကိုဝိရိုရိယဘယင်မာယူနှစ်တကူလက်ဆောင်အဖြစ်နဲ့အိန္ဒိယဘယင်ကကျွန်တော်ပေးလိုက်တာခံလိုက်ရတယ်အဲ့ဒါမဟာ Happy New Year လို့ရခံရတယ်မဆက်ရဘူး Funny, now